ဒီနေ့ဒီဇင်ဘာ19ရက်နေ့ကမယုံနိုင်စရာတခုဖြစ်လာပါတယ်။အာကာသရဲ့ကအေယာမအရာဝတ္ထုကြီးဖြစ်တဲ့3 High Atlas ဟာကျွန်တော်တို့ကမ္ဘာရဲ့အနီးဆုံးနေရာကိုနောက်ဆုံးတော့ရောက်ရှိနေပြီဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းကမဟုတ်ပါဘူး။ 3i Atlas လို့ခေါ်တဲ့ဒီယာကြီးကိုနဂရဗေဒပညာရှင်တွေစိုးရိမ်နေကြတဲ့အပိုင်းကတော့6လကြာခြေရာခံပြီးတာတော့မှသိပ္ပံပညာရှင်တွေဟာအဲ့ဒါဘာလဲဆိုတာအပြည့်အဝနားမလည်ကြသေးပါဘူး။ဒါဟာပုံမှန်ကြယ်တုံတစ်ခုမဟုတ်ပါဘူး။ကြယ်တရာကြားကအရာဝတ္ထုတစ်ခုပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ဘီလီယံနဲ့ချီတဲ့နှစ်တွေကခြားကြယ်စနစ်တစ်ခုကနေနှင်ထုတ်ခံခဲ့ရပြီးတော့နေအဖွဲ့အစည်းတဲ့မဝင်ခင်မှာအာကာသရဲ့မှောင်မိုက်တဲ့နေရာမှာလှည့်လည်သွားလာနေခဲ့တာပါ။ပြီးတော့ပိုပြီးထူးဆန်းတာကတနာရီကိုမိုင်3သိန်းခွဲနှုန်းနဲ့ကျွန်တော်တို့ရှိတဲ့ကမ္ဘာကိုချင်းကပ်လာနေတာဖြစ်ပါတယ်။နောက်ပြီးတော့သဲမီလိုမျိုးစိမ့်အောင်မီလေးစတင်တောက်ပလာပြီးတော့အဲ့ဒါဘာလဲဆိုတာခက်မှန်းရခက်ပါတယ်။ပြီးတော့သူ့မှာစန့်ကျင်ဘက်အမိတစ်ခုလည်းရှိပါတယ်။ဒါပြင်စွမ်းငင်အားတစ်ခုတည်းနဲ့တောင်မရှင်းပြနိုင်တဲ့ပုံစံနဲ့အရှိန်မြင့်နေတာကြောင့်ဖြစ်ပါတယ်။ 3i Atlas ကတော့ဒီကမ္ဘာကိုတတိယမြောက်ရောက်လာတဲ့ဧည့်သည်ပါ။ကြီးမားပြီးတော့မြန်မြန်ဆန်ဆန်ရောက်လာသလိုမြန်မြန်ဆန်ဆန်ပဲထွက်ခွာသွားနေပါတယ်။ NASA ကတော့ဒါဟာကျွန်တော်တို့ကမ္ဘာရဲ့မိုင်တန်း180အကွာဝေးကနေပြီးတော့ဘေးကင်းစွာဖြတ်သန်းသွားမယ်လို့ပြောပေမဲ့သူခြံခဲ့တဲ့အချက်လက်တွေစัจ java လာအကြောင်းတွေကိုကျွန်တော်တို့သိသမျှတွေဟာပြောင်းလဲသွားစေနိုင်မှာဖြစ်ပါတယ်။2016မှာဒီလိုဘူးတူရရပွဲအကြောင်းအရာတွေနားဆင်ကြရင်တော့ follow လုပ်ထားဖို့မိနေတော့